ပြင်ပမှာတရှိတွေရှိနေနိုင်နေဆိုတဲ့အတွေ့တွေတမန်ဟုတ်အခြားသူတွေစီကိုခရီးသွားနိုင်ဖို့ဆိုတဲ့စိတ်ကူးတွေဟာလူသားပြင်ချင်းမှုတမိုင်းအစာတွေကရှိနေကြပါတယ်ဒီလိုရှေးဦးသိပ္ပံစိတ်ကူးရင်မှုတွေကိုကမ္ဘာတဝန်းလုံးကယဉ်ကျေးမှုဆိုင်ရာတမိုင်းထောက်ထားတွေမှာတွေ့ရှိနိုင်ပါတယ်ဥပမာအနေနဲ့ဆိုရင်တော့ AD 200စုကပေါ်ပေါက်လာခဲ့တဲ့ Lucian ဆိုတဲ့ဖြစ်ရမှန်ဆောင်ထင်မှာအချိန်လုံးကကျွန်တော်တို့ဟာနိုင်ငံမှာရှိတဲ့အစင်းရဲဆုံးလူတွေကိုစုစည်းခဲ့ပြီးတယ်ပြီးတော့ဘယ်သူမှမရှိပဲပိတ်ပင်ထားတဲ့ Monster လို့အမည်အတောက်ကြကျိုးပေါ်ကိုခေါ်ဆောင်သွားပြီးကိုလိုနီနေမြေတစ်တစ်ခုပြီးထောင်ဖို့လုပ်ခဲ့ပါတယ်လို့ဒေတာထားပါတယ်လူသားတွေရဲ့စိတ်ကူးရင်မှုတွေကသိပ္ပံပညာကိုလိုက်စားဖို့စိတ်ဆော်ပေးခဲ့ကြပြီးအပြန်အလှန်အားဖြင့်သိပ္ပံပညာရဲ့ဟာလူသားတွေကိုပုံမှုစိတ်ကူးလို့ရသွားအောင်ကူညီပေးခဲ့ပါတယ်ဒီမှာ Francis ကျွန်တော်လေသူရဲတွေဟာလာရဲ့ပိုတဲ့ဘက်ကိုပို့တီပြီးစတင်ရွေးနေရလာကြပါတယ်သူတို့ဟာမြေုံနိုင်ရအောင်နေမြန်စွာသွားနေကြပြီးတနာရီကိုအစာပေါင်း50နီးပါးလောက်နဲ့သွားနေကြတယ်လို့ဒီနေ့ဆိုတဲ့စိတ်ကူးစိတ်တမ်းတွေကိုဖြစ်ပေါ်လာစေပြီးစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတွေနဲ့အံ့ဩဖွယ်ရာအမှုပညာလက်ရာတွေအချို့သားတွေရဲ့ပုံစံဟာဒီသားတွေနဲ့တူညီလို့မလိုအပ်ဘူးဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်19ရာစုဟောင်းမှာတော့အီတလီစခဲ့ကြပါတယ်အဲ့လိုပေါ်ပြပြီးနောက်ပိုင်းမှာတော့လက်ခတ်ဒေတာပညာဟာစိတ်ကူးရင်မှုထုတွေမှာပါဝင်လာခဲ့ပြီးတော့ရှိခဲ့ပါတယ်1920ပြည့်နှစ်ဒီမှာတော့လူတွေဟာဒီလိုဝိထုဇာတ်လမ်းတွေကိုရေဒီယိုတွေကနေအသံဇာတ်လမ်းအဖြစ်စတင်နားထောင်လာနိုင်ခဲ့ပါတယ်။ဘာလဲကျူးကျော်လာတဲ့စစ်တပ်ဟာကျွန်တော်တို့ရဲ့မြို့တော်ဘက်ကိုချီတက်လာနေကြပါပြီ။လက်နက်တွေခိုင်ဆောင်ထားတဲ့စစ်သား9000ဒီပါပါဝင်တဲ့ကျွန်တော်တို့ရဲ့တပ်ဖွဲ့တစ်ခုလုံးဟာအင်္ဂါဂျိုရဲ့စစ်လက်နက်တစ်စင်းနဲ့ဖျက်ဆီးခံရပြီ။အဲ့ဒီလက်နက်တွေကနေလျှက်စီးကြောင်းတွေနဲ့ကျွန်တော်တို့ရဲ့လူစွမ်းကောင်းတွေကိုပြစ်ခတ်နေတယ်လို့အသက်ရှင်ကြံရည်သူတို့ကသတင်းပို့ခဲ့ကြပါတယ်။ဆက်သွယ်ရေးနဲ့ရင်ကြောတွေပြတ်တောက်လျက်ရှိနေပါတယ်။ဒါဟာကမ္ဘာစစ်ပွဲတစ်ခုလိုပါပဲလို့အတန်ဇလန်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ဒီလိုသိပ္ပံဇာတ်လမ်းတစ်ပုဒ်ကိုရေဒီယိုအတန်ထုတ်လွှင့်မှုကနေလူတွေအမှန်တကယ်ချဲလာကြောင်းထိတ်လန့်ဖွယ်ရာအဖြစ်အပျက်တစ်ခုလည်းဖြစ်ခဲ့ပပါတယ်။ရုပ်မြင်သံကြားနဲ့ကတ်တုံးစာအုပ်တွေပေါ်ပေါက်လာတဲ့အမျှဒီစိတ်ဝင်စားဖွယ်ရာသိပ္ပံဇာတ်လမ်းတွေဟာထုတ်လွှင့်မှုကဏ္ဍရဲ့အထက်ကစိတ်ကူးတစ်ခုဖြစ်လာခဲ့ပြီးသိပ္ပံပညာရဲ့ဟာစိတ်ကူးနဲ့1965ခုနှစ်မှာမာရီနာ4ဂျိုဒူမှအင်္ဂါဂျိုကိုပထမဆုံးအကြိမ်ဖြတ်ပြန်တန်းစင်ရရှိခဲ့တဲ့ပုံရိပ်တွေအရအနီရောင်အင်္ဂါဂျိုကြီးဟာတက်ရှိနေထိုင်ရန်အတွက်မသိလျော်ဘူးလို့သိရှိခဲ့ရပါတယ်။ရှာပလရီရှာဖွေတွေ့ရှိခဲ့တဲ့လူမြောင်းတွေဟာအမည်မှားခဲ့ကြတာဖြစ်ပြီးတကယ်တမ်းမှာတော့6တွေ့ပြေးခဲ့တဲ့တေးကန္နာရအရှုပ်ရင်းမှာရှိတဲ့တဘာဝမျက်နှာပြင်အတွင်းနေဖြစ်ပါတယ်။မော်ရီနာ2ဂျိုးဟာကျွန်တော်တို့ရဲ့အိမ်ကြီးချင်းဂျိုးဖြစ်တဲ့တောက်ကြဂျိုးကိုဖျက်ပြီးပြန်တန်းခဲ့ပါတယ်။ကဘာကိုပြန်ပို့ခဲ့တဲ့ပုံရိပ်တွေနဲ့အချက်အလက်မှတ်ထိရင့်တက်လာစေပါတယ်။ပြီးတော့ဂျိုးမျက်နှာပြင်ပေါ်မှာလေတုဖိအားကဒီတစ်ခေါက်ရောစပါးရီအစီအကူတွေကိုဘယ်ကိုခေါ်သွားကြရင်ကောင်းမလဲ။ဒေတာရေးကရိယာတွေရဲ့အချက်အလက်ပြန်လည်ပေးပို့နိုင်မှုကန့်သတ်ချက်တွေကြောင့်ဂျိုးတလုံးသိရှိရဲဆိုတာကိုတန်တရားဖြစ်ခဲ့ကြပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်2003ခုနှစ်မှာတော့အဲ့ဒီတန်တရားတွေပပျက်သွားခဲ့ပြီးအဆိုပါဂျိုးရဲ့သိရှိမှုကိုအတည်ပြုနိုင်ခဲ့ပါတယ်။ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။နက်ကဗေဒပညာရှင်အလက်ဇန်ဒါဝိုစတိတ်နဲ့ဒေးဖရီယေတို့ဟာArecibo Radio Telescope ကိုအသုံးပြုပြီးဘာကိုကျေစုတန်းမှာရှိတဲ့ဂျိုးနှလုံးကိုတွေ့ရှိခဲ့ကြပေမဲ့အဲဒီဂျိုးတွေဟာကျေးသေးတစ်လုံးကိုလှည့်ပတ်နေခဲ့တာဖြစ်ပါတယ်။ဝိမေအလေးရောင်မှာတင်းနေတဲ့ပုံမှန်ပြောင်းလဲမှုတွေကိုတတိပြုမိခဲ့ကြပါလေ။တခုခုကချိန်ကိုဆွဲအနေနဲ့ကနေတော့ပုံ
ပုံမှန်ကြီးမားတဲ့အကြောင်းအရာတွေကိုတွေ့တုံးသိမြင်နိုင်ခဲ့ပါတယ်။အဲ့ဒီကျမှာဂျူပီတာနဲ့ဆင်တူတဲ့အလွန်ကြီးမားတဲ့ဓာတ်ငွေ့ကြိုတစ်ခုဖြစ်ပြီးသူ့ရဲ့အတွက်ထုကဂျူပီတာရဲ့ထက်ဝက်ခန့်ရှိပါတယ်။ထပ်မံတွေ့ရှိခဲ့ကြပါတယ်။တရကပြရမယ်ဆိုရင်ချီလီနိုင်ငံလက်ဆယ်လာမြို့မှာရှိတဲ့ ESO ရဲ့တုံးသက်နှစ်ပေါင်းထောင်ချီကြာလူသားတွေဟာကမ္ဘာကိုစัจ java လာကြီးရဲ့ဗဟိုလို့ထင်ခဲ့ကြပါပါတယ်။ဒါပေမဲ့သိပ္ပံပညာထွန်းကားလာပြီးသိပ္ပံနည်းကျတွေ့ရှိချက်တွေကိုလက်ခံလာကြတဲ့အချိန်မှသာဒီယူဆဟာမှားနေကြောင်းသိရှိခဲ့ကြပြီးစัจ java လာကြီးအပေါ်အမြင်တွေပြောင်းလဲလာခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသိပ္ပံပညာဟာကျမတို့ကိုစัจ java အကြောင်းများစွာသင်ကြားပေးခဲ့ပါတယ်။ဥပမာအနေနဲ့ဆိုရင်တော့ဒီကကျမတို့ရဲ့ကမ္ဘာလိုပဲစัจ java ကြီးရဲ့အလဲဘဟုမဟုတ်ဘူးဆိုတာသိရှိခဲ့ရပါတယ်။ဒီဟာလေအခြားကျယ်တွေလိုပဲမထူးခြားတဲ့တာမန်ကျယ်တစ်စင်းလာဖြစ်ပါတယ်။ဒါပေမဲ့ဒီအကြောင်းအရာတွေကိုမသိခင်ကလေးကလူသားတွေဟာစัจ java ကြီးတွေမှာလူသားတွေအပြင်အခြားသက်ရှိတွေရှိကြသေးလားဆိုတဲ့မိကုန်းတွေအကြောင်းစိတ်ဝင်စားစူးစမ်းလေ့လာခဲ့ကြပါတယ်။ကျမတို့စူးစမ်းနေတဲ့အချိန်လေးမှာပဲတခြားဘာကအစုံတစ်ယောက်ဒါမှမဟုတ်တစုံတစ်ခုကကျမတို့လိုပဲတူညီတဲ့မိကုန်းကိုမိမနေဆိုတာလည်းဖြစ်နိုင်ပါလေ။ကျွန်တော်တို့ရဲ့နေမကြီးဂျိုရီနဲ့ညဘက်မှာမြင်တွေ့ရတဲ့ခြေတွေအားလုံးဟာ Milky Way လို့ခေါ်တဲ့ငကားငွေတဲ့ galaxy ကြီးရဲ့အစိပ်ပိုင်းနေတာဖြစ်ပါတယ်။အဲဒီ galaxy ကြီးရဲ့မှာကျွန်တော်တို့ရဲ့နေမကြီးလိုမျိုးကျေဘီလီယံပေါင်းများစွာတည်ရှိနေကြပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့ကျေအဆူကြီးဟာလည်းစัจ java ရဲ့အလဲပေါ်ကိုမဟုတ်သေးပါဘူး။ကျွန်တော်ရဲ့ငကားငွေတဲ့ galaxy ကြီးဆိုတာကလည်းစัจ java ထဲမှာရှိတဲ့ဘီလီယံပေါင်းများစွာသောGalaxy ကြီးတွေကတစ်ခုပဲဖြစ်ပါတယ်။ Galaxy တစ်ခုစီတိုင်းဟာ၎င်းတို့ကိုယ်ပိုင်ကျေဘီလီယံပေါင်းများစွာနဲ့ဖွဲ့စည်းထားပါတယ်။ဒီလိုအဆုံးရှိတဲ့သဘာဝတရားကြီးကြောင့်စัจ java ထဲမှာကျွန်တော်တို့ကဘာကြီးလိုမျိုးနေရာတွေအများကြီးရှိနေနိုင်ပါတယ်။ဒါကြောင့်တခြားနေရာတွေမှာတက်ရှိတွေရှိနေသလားဆိုတာအဓိကမေးခွန်းမဟုတ်ပဲဘယ်နေရာမှာရှာကြမလဲဘယ်လိုတွေ့အောင်ရှာကြမလဲဆိုတာကပိုအရေးကြီးပါတယ်။